ဇလန်အစမှာတော့ကျွန်တော်တို့ရဲ့မင်းသား Rush ကိုအလုရှုံနေတဲ့အထက်ဈေးတန်းတစ်ခုမှာတွေ့ရမှာပါ Rush ကအယောင်းဝယ်မှာတကယ်ကိုပါနေတဲ့သူတစ်ယောက်ဖြစ်ပြီးဖောက်တယ်တွေကိုပစ္စည်းရောင်းနေတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဇနီးဖြစ်သူမီတာစီကဖုန်းဝင်လာပါတယ်မီတာကတော့တခြားမဟုတ်ပါဘူးသူတို့သမီးလေးကိုနာမည်ကြီးចောင်းကောင်းကောင်းမှာចောင်းထားနိုင်မှုအတွက်ចောင်းသွားစုံစမ်းမှု Rush ကိုအပူတပြင်းလန့်ခေါ်နေတာပါ Rush တယောက်ဈေးရောင်းကောင်းနေပေမဲ့လည်းဇနီးတဲ့ရဲ့အမိန့်ကိုမလွန်ဆန်နိုင်တာကြောင့်အလုပ်တွေကိုပြစ်ထားပြီးချစ်ချင်းပဲထွက်လာခဲ့ရပါတယ်သူတို့နှစ်ယောက်ကျောင်းကိုရောက်တဲ့အခါမှာတော့ Rush တယောက်ပါဇက်အဟောင်းသားဖြစ်သွားပါတယ်။ကျောင်းဝင်းကြီးကခန်းနားထဲဝါလုံးနေပြီးတာမန်ကျောင်းတစ်ခုနဲ့လုံးဝမတူပဲကျန်ကားပွင့်အဆင့်ရှိတဲ့ဟိုတယ်ကြီးတစ်ခုနဲ့တောင်မှားသွားလောက်ပါတယ်။ဒါကြောင့်လဲ Rush ကဒါကျောင်းလားဒါမှမဟုတ်ကျန်ကားပွင့်ဟိုတယ်လားဆိုပြီးတအံ့တအောနဲ့ပြောထွက်သွားခဲ့တာပါ။သူတို့သမီးလေးအတွက်ပညာရေးခရီးလမ်းဟာဘလောက်တောင်ငွေကုန်ကြီးချများပြီးခက်ခဲဦးမလဲဆိုတာဒီမြင်ကွင်းကလေးကစပြီးအရေးအယောင်ပြနေပါတော့တယ်။သူတို့ရောက်နေတဲ့ကျောင်းနာမည်က Daily Grammar School ပဲဖြစ်ပါတယ်။ဒီကျောင်းကတာမန်ကျောင်းမဟုတ်ပါဘူး။နိုင်ငံကျော်ပုဂ္ဂိုလ်တွေအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ထိပ်တန်းနိုင်ငံရေးသမားတွေကိုမွေးထုတ်ပေးခဲ့တဲ့နာမည်ကြီးကျောင်းပဲဖြစ်ပါတယ်။မီတာကတော့ဒီကျောင်းရဲ့ဂုဏ်သတင်းကို Rush ကိုဂုဏ်ယူဝင်ကြွားစွာနဲ့ရှင်းပြနေပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုကဒီကျောင်းရဲ့စီကံအရကျောင်းရဲ့3ကီလိုမီတာပတ်လည်မှာနေထိုင်တဲ့ကလေးတွေကိုပဲဦးစားပေးလက်ခံတာဖြစ်ပါတယ်။ Rush ကတော့ဒါကိုကြားတာနဲ့ငါတို့ကအဝေးကြီးမှနေတာလေဒါဆိုသမီးလေးကိုဒီမှာကြောင်းအပ်လို့မရတော့ဘူးပေါ့ဆိုပြီးလက်လျှော့ဖို့ပြောလိုက်ပါတယ်ဒါကိုမီတာကအလွယ်တကူလက်မခံပါဘူးကျောင်းသားကိုအိမ်ပြောင်းကြရအောင်လို့သူမကထုတ်ပြောလိုက်ပါတယ် Rush ကတော့အချင်းချင်းပဲညင်းပါတော့တယ်အခုနေတဲ့နေရာမှာအခြေတကျရှိနေပြီပဲဘာလို့အိမ်ပြောင်းရမှာလဲဆိုပြီးအပြင်းထန်ကန့်ကွက်ပါတယ်ဒီမှာတင်မီတာတယောက်စိတ်ကုပ်ပါတော့တယ်စကားလည်းမပြောမျက်နှာလည်းမကောင်းတော့တဲ့ဇနီးတဲ့ကိုကြည့်ပြီးRush တယောက်တောက်မခံနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ချစ်စနီးကိုပြန်ချော်ရင်းနဲ့ပဲသူတို့မိသားစုဟာကျောင်းနဲ့နီးတဲ့နေရာကိုအိမ်ပြောင်းမှုသဘောတူလိုက်ရပါတော့တယ်။ကျောင်းနဲ့နီးတဲ့ရက်ွက်တစ်ကိုအိမ်ပြောင်းပြီးတဲ့နောက်မှာတော့မီတာကသူ့သမီးလေးပီယာအတွက်အဖော်ရစေဖို့အစီအစဉ်ပါတော့တယ်။အဲဒီကလူကုန်ထံမိသားစုတွေနဲ့ရင်းနှီးသွားအောင်အိမ်မှာပါတီပွဲတစ်ခုကျင်းပလိုက်ပါတယ်။ပါတီပွဲမှာတချင်းတွေမြိုင်ဆိုင်လာတဲ့အခါ Rush တယောက်ဟမ်မဆောင်နိုင်တော့ပဲပျော်သွားပါတော့တယ်။သမီးလေးပီယာနဲ့အတူတူရောပြီးတော့အားရပါရကပါတော့တယ်။ဒါပေမဲ့အဲ့ဒီပွဲကိုလာတဲ့တခြားကလေးမိဘတွေကတော့ဒါကိုရည်စရာတစ်ခုလိုသဘောထားပြီး Rush တို့သားဖကိုဝိုင်းလောင်ကြပါတော့တယ်။ဒါဘလို့ပုံစံကြီးလဲဆိုပြီးနှာခေါင်းရှုံကြတာပါ။ဒီမြင်ကွင်းကိုကြည့်နေတဲ့မိသားတယောက်ကတော့တကယ့်ကိုရှက်ရွံ့သွားပါတယ်။သူမမျောလင့်ထားတဲ့အထက်တန်းလာပုံစံကနေတွေးဖီသွားပြီးRush ကြောင့်အဆက်ရတယ်ဆိုပြီးတကယ့်ကိုစိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်။ဒီနေ့မှာတော့သတင်းစာနဲ့ TV တွေကတဆင့်သတင်းထူးတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့မနက်ဖြန်မှာ Daily မြို့ကနာမည်ကြီးကျောင်းပေါင်း14ကျောင်းမှာကျောင်းဝင်ငွေဖောင်းတွေကိုတပြိုင်နက်ထုတ်ပေးတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီခွင့်ရေးကိုလက်လွတ်မခံနိုင်တဲ့ Rush တယောက်မနက်မိုးမလင်းခင်ကတည်းကကျောင်းရှိကိုအပြေးလွှားသွားခဲ့ပါတယ်။ဒါပေမဲ့သူရောက်သွားတဲ့အချိန်မှာတော့ကျောင်းရှိမှာလူတန်းကြီးကအရှိကြီးဖြစ်နေပါပြီ။မိဘတွေအားလုံးကသူတို့ကလေးတွေအတွက်အားခဲပြီးလာဆောင်နေကြတာပါချိန်တွေကြာလာတဲ့အမျှ Rush ကရှေ့ကိုအမြန်ရောက်ချင်စောနဲ့လူတန်းကြားတဲ့ကိုအတင်းတိုးဝေးပြီးဖြတ်ဝင်မှုစူးစမ်းပါတော့တယ်ဒါပေမဲ့တန်းစီနေတဲ့တခြားမိဘတွေကဒါကိုပဲကြည့်နေပါမလဲလူတိုင်းတန်းစီနေတာပဲခမည်းကဘာမို့လို့လဲဆိုပြီးဝိုင်းမီအော်ဟစ်ပြောဆိုခံရပါတော့တယ်ဒီနေ့မှာတော့မီတာဟာကုန်းတိုက်တစ်ခုမှာသူမရဲ့တငယ်ချင်းဟောင်းတစ်ယောက်နဲ့တိုက်ဆိုင်ဆုံမိပါတယ်အဲ့ဒီတငယ်ချင်းက Daily Grammar School ကကျောင်းထွက်တစ်ယောက်ဖြစ်တာကြောင့်မီတာကဒီခွင့်ရေးကိုလက်လွတ်မခံပဲနင်က Daily Grammar School ကကျောင်းသားဟောင်းဆိုတော့ပီယာအတွက်ထောက်ခံချက်လေးတစ်စောင်လောက်ရေးပေးပါလားဆိုပြီးအကူအညီတောင်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတငယ်ချင်းကဒါကအဲ့ဒီလောက်မလွယ်ဘူးလေဒီနည်းလမ်းနဲ့တော့အဆင်မပြေနိုင်ဘူးလို့ပြောပြီးကျောင်းဝင်ခွင့်ရအောင်အထူးလေ့ကျင့်ပေးတဲ့အကြံပေးပုဂ္ဂိုလ်တစ်ယောက်နဲ့တွေ့ဖို့လမ်းညွှန်ပေးလိုက်ပါတယ်မီတာတို့လင်မယားနှစ်ယောက်အဲ့ဒီအမျိုးသမီးစီကိုရောက်သွားတဲ့အခါမှာတော့အံ့ဩစရာတွေကစောင့်ကြိုနေပါတယ်။အဲ့ဒီအမျိုးသမီးကပီယာအတွက်ပြင်ဆင်ရမယ့်အချိန်စရာတွေကိုချပြလိုက်တာပါ။အချိန်စရာကဘယ်လောက်တောင်လဲဆိုရင် Rush တယောက်ကြည့်ပြီးတော့ဒီလောက်စာတွေသင်ရရင်ကလေးမအိတ်ချိန်ရောစားချိန်ရောရှိပါအောင်မလားဆိုပြီးမေးခွန်းထုတ်ရတဲ့အထိပဲဖြစ်ပါတယ်။ဒါကိုအကြံပေးအမျိုးသမီးကခက်အေးအေးပဲပြန်ဖြေပါတယ်။ရှင်တို့ကတကယ်တော့အတော်လေးနောက်ကျနေတာပါ။တချို့မိဘတွေဆိုရင်ကလေးဘိုက်ထဲရှိကြတဲ့ကကျမစီလာပြီးတိုင်ပင်ကြတာပါဒီစကားကြောင့် Rush တို့ဇနီးမောင်နဲ့နှစ်ယောက်အတော်လေးကိုအံ့ဩသွားခဲ့ကြပါတယ်
နောက်ဆုံးမှာတော့ PR ဘယ်အချိန်မှာသင်တန်းစတက်ရမလဲမေးတဲ့အခါအခုချက်ချင်းပဲလို့ဖြေပါတယ်ဒါရင်မကသေးဘူးရှင်တို့လင်မယားနှစ်ယောက်ပါဒီသင်တန်းကိုတက်ရမယ်လို့ပြောလိုက်ပါတယ် Rush ကကျွန်တော်တို့တော့မတက်ပြရစေနဲ့လို့ညင်းမိမယ်အမျိုးသမီးကရှင်တို့မတက်ရင်တော့ PR လဲဝင်ဝင်ရမှာမဟုတ်ဘူးလို့ပြက်ပြက်သားသားပြောလိုက်တဲ့အတွက် Rush တယောက်ဘာမှမတက်နိုင်ပဲခေါင်းငုပ်လက်ခံလိုက်ရပါတော့တယ်နောက်တစ်နေ့နီးပြဆရာမရှိမှာတော့ Rush တယောက်သူ့သမီးလေး PR အကြောင်းရေးထားတဲ့အစာကိုဖတ်ပြရပါတယ်ဒါပေမဲ့ Rush ရဲ့စာစီစာကုန်းကတကယ်ကိုတလွဲတချော်တွေဖြစ်နေတာပါအသုံးအနှုန်းတွေကအစလွဲချော်နေတာကြောင့်နီးပြဆရာမကစိတ်ပြတ်သွားပြီးရှင်ကိုယ်တိုင်ရေးလို့တော့မရတော့ဘူးပညာတတ်တဲ့တရားရောက်စီအကူအညီတောင်းပြီးအသစ်ပြန်ရေးခိုင်းလိုက်ပါလို့ပြောလိုက်ပါတော့တယ်နောက်တစ်နေ့မှာတော့စာတင်မကပဲနောက်ထပ်ပြဿနာတစ်ခုတက်လာပြန်ပါတယ်အဲ့ဒါကတော့သူတို့ရဲ့ဝစ်စားစီရင်မှုပုံစံပဲဖြစ်ပါတယ်နီးပြဆရာမက Rush တို့လင်မယားရဲ့ပုံစံကိုကြည့်ပြီးဒီလိုပုံစံမျိုးနဲ့တော့အထက်တွန်းလွှာကျောင်းကလက်ခံမှာမဟုတ်ဘူးရှင်တို့ရဲ့ဝစ်စားစီရင်မှုကိုပါပြောင်းလဲပြရမယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်လည်းနီးပြဆရာမကသူတို့အတွက်နာမည်ကြီး fashion designer တယောက်နဲ့ပါချင်းဆိုပေးလိုက်ပါတယ်နောက်ဆုံးမှာတော့အရေးကြီးဆုံးဖြစ်တဲ့ကျောင်းဝင်ခွင့်အင်တာဗျူးနေ့ကိုရောက်ရှိလာပါတယ် Rush နဲ့မီတာတို့နှစ်ယောက်လုံးအစွမ်းကုန်ပြင်ဆင်ထားကြပေမဲ့တကယ်လက်တွေ့မှာတော့သူတို့ရဲ့ပင်ကိုယ်စရိုက်တီကထွက်ပေါ်လာပါတော့တယ်မေးသမျှမေးခွန်းတွေကိုအလွဲလွဲအချော်ချော်တွေပဲဖြေခဲ့တာကြောင့်အင်တာဗျူးကတကယ်ကိုအခြေမလှဖြစ်နေခဲ့ပါတယ်ဒါပေမဲ့သူတို့မျှော်လင့်ချက်မပြတ်သေးပါဘူး Rush တယောက်နာမည်ကြီးဖျားเจ้าနေဗလီတွေနဲ့ဘာသာရေးဆိုင်ရာနေရာအမျိုးမျိုးကိုလှည့်လည်သွားရောက်ပြီးသမီးလေးပီယာကျောင်းဝင်ခွင့်ရဖို့အတွက်အသေးအတန်လိုက်လံဆူတောင်းခဲ့ပါတယ်သူတို့တက်နိုင်တဲ့မြဘာသာရေးနည်းလမ်းတွေနဲ့ရောလူမှုရေးနည်းလမ်းတွေနဲ့ပါအစွမ်းစူးစမ်းခဲ့ကြတာပါနောက်ဆုံးမှာတော့ကျောင်းဝင်ခွင့်ရတဲ့ကျောင်းသားစရင်ထွက်ပေါ်လာတဲ့အခါမိသားတယောက်ရင်းတိတ်နဲ့စရင်ကိုတွားကြည့်လိုက်တဲ့အခါမှာတော့ကျောင်းသားစင်းထဲမှာသူတို့သမီးလေးပီယာရဲ့နာမည်တစ်လုံးမှပါမလာခဲ့ပါဘူးဒီရက်လက်ကြောင့်မိသားတယောက်လုံးဝကိုစိတ်တက်ကြသွားပါတယ်ငါတို့တလောက်စူးစမ်းခဲ့တာတော့ဘာလို့မရတာလဲဆိုပြီးဝဲနဲ့ပက်လက်ဖြစ်နေခဲ့တာပါဒါကိုမြင်တဲ့ Rush ကတော့သူ့ဇနီးတဲ့ကိုနားလဲစွာနဲ့အနာကပ်ပြီးလိုက်ချော်ရပါတော့တယ်နောက်ထပ်နီးလန်းနေရှိပါသေးတယ်ဆိုပြီးအားပေးစကားပြောရင်းနဲ့မိသားရဲ့စိတ်ကိုပြန်လဲကူစားဖို့ကြိုးစားနေခဲ့ပါတယ်သမီးလေးကျောင်းဝင်ခွင့်မရတဲ့အတွက် Rush တယောက်ဘလို့မှစိတ်မအေးနိုင်ပါဘူးဒါကြောင့်နီးပြဆရာမစီကိုတိုက်ရိုက်သွားပြီးကျွန်တော်တို့ဒီလောက်ပြင်ဆင်ခဲ့တာတော့သမီးလေးဘာလို့ဝင်ခွင့်မရတာလဲဆိုပြီးအကျိုးအကြောင်းမေးမြန်းပါတော့တယ်ဒီမှာနီးပြဆရာမကနှာခေါင်းရှုံပြီးပြန်ဖြေလိုက်တာကကလေးကညံ့လို့မဟုတ်ဘူးရှင်တို့မိဘတွေကြောင့်ဝင်ခွင့်မရတာရှင်ကဈေးထဲမှာအထက်ရောင်းတဲ့ဈေးတဲ့တယောက်ပဲလေဒီလိုကြောင်မျိုးကဈေးတဲ့ရဲ့သားသမီးကိုလက်မခံဘူးလို့ပြန်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါ Rush ရဲ့ဒေါသကငယ်ရိတ်ကိုရောက်သွားပါပြီသူကနီးပြဆရာမကိုစိုက်ကြည့်ပြီးကျုပ်ကိုဈေးတယ်လို့မခေါ်နဲ့ကျုပ်ပိုင်တာဈေးဆိုင်မဟုတ်ဘူး Fashion Studio ပြလို့ခက်ပြက်ပြက်ပြန်អော်လိုက်ပါတယ် Rush ကဆက်ပြီးတော့ပတ်စံရှိတဲ့စီးပွားရေးသမားတစ်ယောက်ကဘာတွေလုပ်နိုင်လဲဆိုတာခမားကိုပြရသေးတာပေါ့လို့စိန်ခေါ်လိုက်ပါသေးတယ်အထင်မြင်သေးခံရတဲ့အတွက်နာကျင်မှုနဲ့အတူမန်တင်းပြီးအဲ့ဒီနေရာကဒေါသတကြီးနဲ့ထွက်လာခဲ့ပါတယ်နီးပြဆရာမကိုစိန်ခေါ်ခဲ့ပြီးတဲ့နောက်မှာတော့ Rush ဟာသူ့ရဲ့လုပ်ပိုင်ခွင့်နဲ့အဆက်အသွယ်တွေကိုသုံးပြီးကြောင်းဝင်ရအောင်ကြိုးစားပါတော့တယ်သူကနာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်စီကိုရောက်သွားပြီးသူ့သမီးလေးပီယာကျောင်းဝင်ခွင့်ထောက်ခံစာတစ်စောင်ရေးပေးဖို့အတနာခံပါတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံရေးသမားက Rush ရဲ့တောင်းဆိုမှုကိုသူက Rush ကိုကြည့်ပြီးမင်းကကျောင်းဝင်ခွင့်အတွက်ငါစီလာတာလားငါစီမှာကအရက်လိုင်စင်လိုချင်လားတနက်လိုင်စင်လိုချင်လားကြိုက်တာပြောငါလုပ်ပေးလို့ရပါတယ်ဒါပေမဲ့ပညာရေးဘက်ကတော့ငါလက်လန်းမမီဘူးလို့ခက်အေးအေးပဲပြန်ပြောလိုက်ပါတယ်ငါထောက်ခံစာရေးပေးလိုက်လို့တော့ရပါတယ်ဒါပေမဲ့ငါစာနဲ့တော့မင်းသမီးလေးဝင်ဝင်ရမှာမဟုတ်ဘူးလို့အမှန်တရားကိုပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်အာနာရှိသူတွေတောင်ကြောင်းဝင်ဝင်ဘာမှလုပ်ပေးလို့မရဘူးဆိုတာသိလိုက်ရတဲ့အခါ Rush တယောက်တကယ်ကိုအားကိုးရမယ်ဖြစ်သွားပါတယ်ကြောင်းဝင်ဝင်တဲ့နီလန်းဆောင်သုံးခဲ့ပေမဲ့မအောင်မြင်တဲ့အတွက် Rush နဲ့မီတာတို့နှစ်ယောက်စလုံးအိမ်မှာစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပါတယ် Rush ကစိတ်ညစ်နေတဲ့ဇနီးတဲ့ကိုအကောင်းဆုံးဖြစ်လာမှာပါလို့ကြိုးစားပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ Rush ရဲ့ဆိုင်ကအလုပ်သမားတစ်ယောက်အိမ်ကိုရောက်လာပြီးသူတို့သမီးလေး Daily Grammar School မှာကျောင်းဝင်ရပြီဖြစ်ကြောင်းဝန်တာအားရနဲ့မုတ်ချူလာကြွေးရင်ပြောပါတော့တယ်ဒါကိုကြားလိုက်ရတဲ့ Rush တို့လင်မယားနှစ်ယောက်စလုံးအံ့ဩမင်သက်ပြီးပါဇက်အဟောင်းသားဖြစ်သွားရပါတယ် Rush ကဒါဘယ်လိုဖြစ်နိုင်မှာလဲမင်းကဘယ်လိုလုပ်ပြီးဝင်ခွင့်ရသွားတာလဲလို့မေးတဲ့အခါအလုပ်သမားကဒါအကိုကြီးရဲ့ကျေးဇူးကြောင့်ပါလို့ပြန်ဖြေပါတယ်
rush ကနားမလည်နိုင်ဖြစ်နေတော့မှပဲအလို့သမားကဆက်ပြောပါတယ်အကိုကြီးကျွန်တော်ကိုဖောင်သွားဝယ်ခိုင်းတော့ကကျွန်တော်ကစင်းရဲသားတွေအတွက်သတ်မှတ်ထားတဲ့ဖောင်ကိုပါတခါတည်းဝယ်ပြီးရှောက်လိုက်တာအခုဝင်ရသွားတာပဲဖြစ်ပါတယ်အလို့သမားပြန်သွားတဲ့အခါ rush လက်ထဲကအမုတ်ချိုလေးကိုစားဖို့ပါဇက်နာအထိယူသွားပါတယ်အဲ့ဒီအချိန်မှာပဲမီတာကစားလိုက်ပါကိုကလေးကိုတော့ဝင်ရအောင်လုပ်မပေးနိုင်မယ်သူများကလေးကိုတော့ဝင်ရအောင်လုပ်ပေးနိုင်တာပဲဆိုပြီးစိတ်နာနဲ့ထိတ်ငေါ့ပြောဆိုလိုက်ပါတော့လေဇနီးတဲ့ရဲ့စကားကြောင့် rush တယောက်စားလက်စားမုတ်ကိုစက်မစားနိုင်တော့ပဲဘူးထဲကိုပြန်ထည့်လိုက်ရပါတော့တယ်နောက်ဆုံးမှာတော့ rush တို့ဇနီးမောင်နှံဟာသမီးလေးအတွက်မဖြစ်မနေနီလန်တစ်ခုကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကတော့စင်းရဲသားအောင်စောင်းပြီးကြောင်းအပ်ဖို့ပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်သူတို့ဟာလူကုန်တန်ဘဝကိုစွန့်ခွာပြီးဘေးတို့တန်းတွေမှာနွမ်းပါတဲ့အဝတ်စားတွေကိုလိုက်ဝယ်ကြပါတော့တယ်ဘယ်သူမှမသိအောင်သူတို့ရဲ့ပစ္စည်းတွေကိုအထုပ်ပိုးတွေနဲ့ထည့်ပြီးစင်းရဲသားရက်ွက်ထဲကိုတိတ်ကလေးပြောင်းလာခဲ့ပါတယ်ဟန်ဆောင်မှုကပြည်ပြင်းလုံးတဲ့အတွက်ကြောင့်ဘယ်သူမှသူတို့ကိုတထေးလို့လက်မခံနိုင်တော့ပါဘူးရက်ွက်ထဲကိုရောက်ချင်းမှာပဲနေရမယ့်အိမ်လိပ်စာကိုလိုက်ရှာနေတဲ့ rush တို့စီကိုရက်ွက်သားတွေကဝိုင်းလာကြပါတယ်သူတို့ရဲ့အထုပ်ပိုးတွေကိုမြင်တာနဲ့အလူပြည့်ဝိုင်းတယ်ပေးကြတာပါဒါပေမဲ့အထက်တန်းလာဘဝမှာပဲနေသားကြနေတဲ့ rush ကလူစိမ်းတွေသူ့ပစ္စည်းကိုလာထိတာမလိုလားပါဘူးဒါကြောင့်လာမထိကြနဲ့ဆိုပြီးအထိတ်တလန့်နဲ့တားလိုက်ပါတယ်စေတနာနဲ့ကူညီတာကိုအငင်းခံလိုက်ရတဲ့ရက်ွက်သားတွေကတကယ့်ကိုစိတ်ဆိုးသွားကြပါတယ်ခင်ဗျားတို့ကလူထူးဆန်းနေပဲကောင်းပြီလေနောက်တစ်ခါဘာအကူညီမှလာမတောင်းနဲ့ဆိုပြီးဒေါသတကြီးနဲ့ထွက်သွားပါတော့တယ် rush တို့လင်မယားအတွက်တော့စင်ရသားဘဝရဲ့ရိုးသားပြီးရိုင်းပင်တဲ့ဇယိုက်ကိုစပြီးသင်ခန်းစာရလိုက်တာပဲဖြစ်ပါတယ်ညဘက်အိပ်ပျော်နေတော့မှပဲကြွက်တကောင်ကမီတာရဲ့ခြေထောက်ကိုလာထိလိုက်ပါတယ်အထက်တန်းလာဘဝမှာတန်တန်မြတ်မြတ်နေလာတဲ့မီတာတယောက်ထိတ်လန့်တကြားအော်ဟစ်ပြီးနိုးလာပါတော့တယ် rush လည်းဇနီးတဲ့ရဲ့အော်တန်ကြောင့်လန့်နိုးလာပြီးအိတ်ချင်မူတူနဲ့ကြွက်ကိုလိုက်မောင်းရင်တညလုံးအလုရှုပ်သွားရပါတော့တယ်ဒုက္ခကအဲ့ဒါတွေမကသေးပါဘူးနောက်တနေ့မနေ့ rush အိမ်နာတက်နေတော့မှရေကကုန်းသွားပြန်ပါတယ် rush ကအထဲကနေလမ်းអော်ပြီးမီတာကိုရေခတ်ခိုင်းမိမယ်အိမ်ထဲမှာရေကတစ်စက်မှမရှိတော့ပါဘူးမီတာတယောက်ရေပုံးကိုဆွဲပြီးရေလိုက်ရှာပေမဲ့ဘယ်နေရာမှရှာလို့မတွေ့တော့ပါဘူးမီတာဟာအာကိုရမဲစွာနဲ့အိမ်ပြင်ထွက်ပြီးအိမ်တိုင်းစီရေလိုက်တောင်းပါတယ်ဒါပေမဲ့မနေ့ကရက်ကသားတွေရဲ့အကူအညီကိုညှင်းပယ်ခဲ့တာကြောင့်ပဝင်းကျင်ကသူတို့ကိုအမြင်ကန့်နေကြပြီးဘယ်သူကမှရေမပေးပဲလွတ်လိုက်ကြပါတယ်မီတာတယောက်တကယ့်ကိုအခက်တွေ့နေတဲ့အချိန်မှာပဲအမျိုးသားတယောက်ကရေပုံးကြီးကိုထမ်းလာပြီးမီတာစီကိုကမ်းပေးလိုက်ပါတယ်အားလုံးကညှင်းပယ်နေတဲ့ကြားကနေပေါ်ထွက်လာတဲ့ဒီစေတနာရှင်ဟာ rush တို့မိသားစုအတွက်တော့ကဲတင်ရှင်ကြီးလိုပါပဲဒီလိုဟာသူတို့ဘဝအတွက်အရေးပါတဲ့မိတ်ဆွေတယောက်ဖြစ်လာခဲ့ပါတယ်ရေပေးပြီးကူညီပေးခဲ့သူကတော့ရှမ်ပရာကက်ရှ်ပဲဖြစ်ပါတယ်သူကသူ့မိသားစုနဲ့ rush တို့ကိုမိတ်ဆက်ပေးပြီးသူတို့လည်းသူတို့သားလေးအတွက် Daily Grammar School မှာစင်ရသားစရင်နဲ့ဝင်လျှောက်ထားတယ်လို့ပြောပါတော့တယ်ဒါကြောင့်သူတို့ဟာအခြေအနေတူမိသားစုတွေဖြစ်သွားကြပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့မထင်မှတ်ထားတဲ့အန္တရာယ်တစ်ခုရောက်ရှိလာပါတယ်လူကုန်ထန်တွေကစင်းရဲတိုင်းအောင်စောင်းပြီးရှောက်ထားတဲ့ဆိုတဲ့သတင်းကြောင့်ကျောင်းကစစ်ဆေးအဖွဲ့ကလူကိုယ်တိုင်လာရောက်စစ်ဆေးတာပဲဖြစ်ပါတယ် rush တို့စီကိုအရင်ဆုံးဝင်စစ်ပါတယ်စစ်ဆေးမှုက rush ရဲ့လက်တွေကိုကြည့်ပြီးအလက်တွေကတိတ်နူးညံ့နေပါလားစင်းရဲသားလက်နဲ့မတူဘူးလို့စပြီးတန်တရားဝင်လာပါတယ်အိမ်ထဲကိုဆက်ဝင်တဲ့အခါမှာတော့စင်းရဲသားအိမ်မှာမရှိနိုင်တဲ့ရေတံဘူးတွေနဲ့ဈေးကြီးတဲ့ပီဇာတွေကိုတွေ့သွားတာပဲဖြစ်ပါတယ်စင်းရဲသားတယောက်ကဒါတွေကိုဘယ်လိုဝယ်စားနိုင်တာလဲလို့မေးခွန်းထုတ်ခံရပါတော့တယ်အဲ့ဒီအချိန်မှာပဲရှမ်ပရာကက်ကဝင်ပြီးကူညီလိုက်ပါတယ်ဒီလူတွေကအရင်ကတော့ချမ်းသာခဲ့မှုတဲ့အထက်ကြီးပြတ်တည်မှုလို့ပါအခုတော့ဘာမှမရှိတော့ပါဘူးဆိုပြီးလိမ္မာပါနဲ့စွာဖြည့်ရှင်းပေးလိုက်ပါတယ် rush တို့လင်မယားလဲဟုတ်ပါတယ်ဆိုပြီးချော်လဲရောက်ထိုင်လှုပ်လိုက်ရတာကြောင့်ဒီတစ်ချိန်တော့ကံကောင်းထောက်မှစွာနဲ့လွတ်မြောက်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ rush အလုပ်ရှာဖို့အတွက်ရှမ်ပရာကက်ရှ်နဲ့အတူကားမတ်တိုင်မှာဘတ်စကားစောင့်နေပါတယ်ကိုယ်တိုင်ကားကောင်းစားတွေကိုပဲစီးခဲ့ဘူးတဲ့ rush အတွက်တော့ဒါကအသေးစမ်းတစ်ခုလိုဖြစ်နေတာပါဘတ်စကားလဲစိုက်လာရောကားပေါ်မှာလူတွေကပြည့်ကျက်နေပြီးမှတ်တိုင်မှာစောင့်နေတဲ့သူတွေကလည်းအလူရက်တိုးဝေးတက်ကြပါတယ် rush ကတော့အများနဲ့တူတူရှင်တိုးဖို့ကြိုးစားပေမဲ့အကျင့်မရှိတာကြောင့်လူကြားထဲမှာပိတ်မိပြီးကားပေါ်မပါပဲကြမ်းရစ်ခဲ့ပါတော့တယ်ရှမ်ပရာကက်ရှ်ကတော့ကားပေါ်ကိုပါသွားရုံတည်းမကပဲအထဲကနေလှမ်းကြည့်ပြီးဒီကားကအချောင်ကြီးပဲရှိသေးတာဘာလို့မတက်လာတာလဲလို့ပြောလိုက်ပါတယ်လူတွေကားတကားမှာတွဲလောင်းခိုနေရတဲ့အခြေအနေကိုအချောင်လို့ပြောလိုက်တဲ့အတွက် rush တယောက်အန်အော့မြင့်သက်ပြီးကြံခဲ့ရပါတော့တယ်မီတာတယောက်စံခွဲတန်းထုတ်ပေးတဲ့ဝန်ထမ်းနဲ့စကားများခဲ့တာကြောင့်သူတို့မိသားစုအတွက်ရတဲ့စံခွဲတန်းကိုမရတော့ပါဘူးအထက်တန်းလောဘဝကအကျင့်တွေပါနေသေးတဲ့မီတာအတွက်တော့ဒီလိုတန်းစီရတာဝန်ထမ်းတွေရဲ့ဆက်ဆံရေးကိုတီးခံရတာဟာ
တကယ့်ကိုခက်ခဲတဲ့အရာဖြစ်နေပါတယ်ညဘက်ရောက်တဲ့အခါ rush ကမီတာကိုဒီလိုနေရာမျိုးမှာစံပေးတဲ့သူနဲ့ရံမဖြစ်သင့်ဘူးလို့သတိပေးပါတယ်မီတာကရှင်ကကျမကိုလာပြောနေတာ fight ဆိုတဲ့စကားလုံးကိုပေါင်းရောပေါင်းတက်ရဲ့လားလို့ပြန်ပြီးတဲ့အခါ rush ကအာသနော်ပြီးပြန်ဖြေပါတယ် fight ကိုတော့မပေါင်းတတ်ဘူးဒါပေမဲ့ဒီတက် money ငွေဖြတ်ခံရသည်ဆိုတာကိုတော့ကောင်းကောင်းကြီးပေါင်းတတ်တယ်လို့ပြောလိုက်ပါတယ်ဒီနေ့သူ့လုံးမှာအမားလုံးပြီလို့ရော်ကြီးပေးလိုက်ရတာကိုဆိုလိုတာပဲဖြစ်ပါတယ်ကျောင်းကစစ်ဆေးမှုထပ်မံရောက်ရှိလာတဲ့အခါမှာတော့မီတာကပါးနဲ့စွာနဲ့တုတ်ပြန်လိုက်ပါတယ်သူကလက်ဖေးတဲခင်းပေးလက်ဖေးတဲတကြားမထည့်ဘူးမလားလို့မေးလိုက်တာပါစစ်ဆေးမှုကတကြားထည့်တောက်မယ်လို့ပြောလိုက်တဲ့အခါမှာတော့မီတာကကျမတို့မှာတော့တကြားမရှိတော့ဘူးခွဲတန်းကကုံသွားပြီလို့မျက်နှာသေးလေးနဲ့ပြောလိုက်ပါတယ်ဒါဟာစင်းရဲသားတွေရဲ့တကယ့်အခက်အခဲကိုပေါ်လွင်စေပြီးစစ်ဆေးမှုရဲ့တန်တရားကိုအတော်လေးရောကျသွားစေပါတယ်ဒါတွေမကသေးဘူးရှမ်ပရာကတ်ကလည်းဘေးကနေကူပေးနေပဲပါတယ်သူက rush ရဲ့လက်ဝါးတွေကိုဆွဲပြပြီးကြည့်ပါအောင်ဆရာဒီလက်တွေကအလုတ်ကျန်းနေအဆက်မပြတ်လှုပ်ထားလို့ကြမ်းထော်နေတာလို့တတ်သိပြလိုက်ပါတယ်စက်ယုံမှာတကယ်ပင်ပန်းခံလောက်ကင်ခဲ့ရတဲ့အတွက် rush ရဲ့လက်တွေကတကယ်စင်းသားတယောက်ရဲ့လက်တွေလိုဖြစ်နေခဲ့ပါပြီဒီလိုခိုင်လုံတဲ့ထောက်ထားတွေကိုတွေးလိုက်ရတဲ့အခါမှာတော့စစ်ဆေးမှုဟာလုံးဝယုံကြည်သွားပါတော့တယ်ရိုးသားတဲ့စင်းရဲသားတွေကိုအထင်မှားမိတဲ့အတွက်တောင်းပန်ပါတယ်လို့တောင်ပြောသွားခဲ့တာပါ rush နဲ့မီတာတို့အတွက်တော့သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ကျောင်းဝင်ခွင့်ရဖို့လမ်းစာကတဖြည်းဖြည်းပိုနီးစပ်လာခဲ့ပါပြီစစ်ဆေးမှုကကျောင်းအတွက် ruby 2400သွင်းရမယ်လို့ထပ်ပြောလိုက်ပါတယ်ဘေးကနေနားထောင်နေတဲ့ရှမ်ပရာကတ်တို့ကနားမလည်နိုင်ပဲဆရာသူတို့ကစင်းသားခွဲတဲ့နဲ့ဝင်တာလေရော်ကြီးပေးစရာမလိုဘူးမဟုတ်လားလို့မေးလိုက်ပါတယ်စစ်ဆေးမှုကဒါကကျောင်းဝင်ကြီးမဟုတ်ပါဘူးကျောင်းကပြုလုပ်မဲ့အမှုပညာအားကစားနဲ့တခြားပြင်ပလုပ်ငန်းဆောင်တာတွေအတွက်ကုန်ကျစရိတ်ပါလို့ပြန်ရှင်းပြလိုက်ပါတယ်။ rush ကတထေးစိတ်အတိုင်းရပါတယ်ကျွန်တော်တို့ပေးပါမယ်လို့လွယ်လွယ်လေးပြောလိုက်ပေမဲ့ရှမ်ပရာကတ်ကချက်ချင်းတားလိုက်ပါတယ်။နေုံခမည်းကအလုတ်တောင်အတီတကျမရှိသေးတာဒီလောက်များတဲ့ငွေကိုဘယ်ကချင်းငွေနဲ့ပေးမှလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။စင်းရဲသားအောင်ဆောင်ထားတဲ့ rush အတွက်တော့ဒီငွေပမာဏဟာတာမန်အားဖြင့်မဖြစ်နိုင်တဲ့ပမာဏဆိုတာကို Prakash ကသတိပေးလိုက်တာပဲဖြစ်ပါတယ်။မနက်အစောကြီးဘယ်သူမှမသိတဲ့အချိန်မှာ Rush ဟာသူ့ရဲ့လိုအပ်ချက်ကိုထိမ့်သိမ်းရင်း ATM စက်ထဲကနေငွေထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူငွေထုတ်နေတော့မှပဲ Prakash ကရုတ်တရက်ရောက်လာပြီး Rush ကိုစင်းရဲသားလို့ပဲထင်နေတဲ့ Prakash ကခမည်းဘန်ထဲကငွေတွေကိုခိုးဖို့ကြိုးစားနေတာမလားမလုပ်ပါနဲ့ဗျာဆိုပြီးအထင်မှားကတားဆီးလိုက်ပါတယ်။ Rush လည်းသူ့ရဲ့အစင်တန်းအမှန်ကိုဖွင့်မပြောနိုင်တာကြောင့်ဘာမှမတက်နိုင်ပဲလက်ပလာနဲ့ပြန်လာခဲ့ရပါတယ်။အပြန်လမ်းမှာတော့ဖြစ်ရတစ်ခုကထိတ်လန့်စရာကောင်းခဲ့ပါတယ်။ Prakash ကကျွန်တော်ခဏအပေါ့သွားလိုက်အောင်မယ်ဆိုပြီးလမ်းဖြတ်ကူးတဲ့အခါကားတစ်စီးကအရှိန်နဲ့ဝင်တိုက်မိပါတော့တယ်။ Prakash လက်ကျသွားတာကိုမြင်သွားတဲ့အခါ Rush တယောက်ဒေါသတကြီးနဲ့ရဲခေါ်မယ်မင်းကိုအေးအေးယူမယ်ဆိုပြီးကားသမားကိုအော်ဟစ်ပါတော့တယ်။ကားသမားကလည်းအမှုမဖြစ်ချင်တာကြောင့်ရဲမခေါ်ဖို့တောင်းပန်ပြီးရော်ချင်းငွေထုတ်ပေးကအဆင်ပြေအောင်ဖြေရှင်းခဲ့ပါတယ်။ဆေးရုံရောက်တဲ့အခါဒဏ်ရာတွေနဲ့ Prakash ကကားသမားစီကရတဲ့ရော်ချင်းငွေတွေကို Rush ရဲ့လက်ထဲကိုအတင်းထည့်ပေးလိုက်ပါတယ်။ဒီငွေလေးနဲ့ပီယာအတွက်ကြောင်းအပ်လိုက်ပါလို့တုံရီနေတဲ့အတန်နဲ့သူကပြောပါတယ်။ကျောင်းဝင်ခွင့်မဲခွဲတဲ့နေ့မှာပီယာကကံကောင်းစွာနဲ့မဲပေါက်ပြီးကျောင်းဝင်ခွင့်ရသွားပါတယ်။ဒါပေမဲ့ရှမ်ပရာကတ်ရဲ့သားလေးကတော့မဲမပေါက်ခဲ့ပါဘူး။ Rush နဲ့မီတာတို့ကသူတို့ကြောင့်တငယ်ချင်းရဲ့သားကျောင်းမရတာလားဆိုတဲ့အတိနဲ့စိတ်မကောင်းဖြစ်နေပေမဲ့ Prakash ကတော့ငါသားမရလဲပီယာလေးရတာကိုငါတို့ရတယ်လို့ပဲဆိုပြီးညဘက်မှာပျော်ပွဲရှင်ပွဲလုပ်ဖို့စိတ်အားထက်သန်စွာပြောဆိုနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Rush တို့ကအလုပ်အသစ်ရလို့ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ပြောင်းမှုပြင်ဆင်ပါတော့တယ်။ Prakash တို့မိသားစုကလည်းစေတနာအပြည့်နဲ့ဝိုင်းကူကြသလိုတူစီကလည်းခွဲခေါ်ကားနီးမှာသူတို့မိသားစုအတွက်ရထားတဲ့စံခွဲတန်းလေးတွေကိုမိသားလက်ထဲကိုအတင်းထည့်လိုက်ပါတယ်။သူတို့မှဘာမှမရှိတဲ့ကြားကပေးဆက်ချင်တဲ့စိတ်ထားက Rush တို့ကိုတော်တော်လေးထိခိုက်သွားစေပါတယ်။ Prakash တယောက်သူ့သားလေးအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ဖတ်နေတာကိုမြင်လိုက်ရတဲ့အခါမှင်သက်သွားရပါတယ်။အထမ်းသမားတယောက်ရဲ့သားကအင်္ဂလိပ်လိုတမ်းမြောက်နေပြီဆိုတဲ့အသည့်ကသူ့ကိုအားရဝမ်းသာစေပါတယ်။ဒါကြောင့်သူဟာကျောင်းကြီးစီကိုသွားပြီးကျွန်တော်သားကိုခုလိုပညာတတ်အောင်သင်ပေးလို့ကျေးဇူးတင်ပါတယ်ဆရာကြီးလို့မျက်ရည်ဝဲရင်းပြောပါတော့တယ်။ကျောင်းကြီးကတော့ပြုံးပြီးကျေးဇူးတင်ရမှာကျွန်တော်ကိုမဟုတ်ပါဘူး။ကျောင်းအတွက်လိုအပ်တာမှန်သမျှလာရောက်လှူဒန်းပေးတဲ့အလှူရှင်တွေကိုကျေးဇူးတင်ရမှာပါလို့ပြောပြပါတယ်။အလှူရှင်တွေကသူတို့ရဲ့နာမည်ကိုလူသိမှစိုးလို့လှုပ်ဝက်ထားခိုင်းပေမဲ့ Prakash ကတော့ကျေးဇူးရှင်ကိုတွေ့ကျင်စောနဲ့အတင်းတောင်းဆိုတာကြောင့်
ကျောင်းကြီးကအလူရှင်ရဲ့လိပ်စာကိုပေးလိုက်ပါတော့တယ်ပရကတ်ရှာကျောင်းကြီးပေးတဲ့လိပ်စာအတိုင်းလိုက်လာရင်ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးရှိကိုရောက်လာပါတယ်အိမ်ထဲဝင်လိုက်တဲ့အခါသူပထမဆုံးတွေ့လိုက်ရတာက Rush ကိုဖြစ်ပါတယ်ဒါပေမဲ့ Prakash က Rush ကိုဒီအိမ်ရဲ့အလုပ်ရှင်လို့မမြင်ပဲခမည်းကဒီအိမ်မှာအလုပ်လုပ်နေတာလားလို့တော့ရိုးရိုးသားသားမေးလိုက်ပါတယ်ခဏအကြာမှာတော့ Rush ဟာဒီအိမ်ရဲ့ပိုင်ရှင်ဖြစ်ကြောင်း Prakash သိသွားပါတယ်Prakash ရဲ့မျက်နှာဟာအံ့ဩမှုကနေနာကျင်မှုဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်ဒါဆိုခမည်းကဆင်းရဲသားအောင်ဆောင်ပြီးကျွန်တော်သားရဲ့အခွင့်အရေးကိုလူယူခဲ့တာပေါ့နော်လို့တုံရီနေတဲ့အတန်နဲ့သူကပြောလိုက်ပါတယ် Rush တယောက်ဘာမှပြန်မပြောနိုင်ပဲခေါင်းငုပ်နေုံကလွဲလို့ဘာမှမတတ်နိုင်ပါဘူး Prakash ကနာကျင်စွာနဲ့ဆက်ပြောပါတယ်ခမည်းကတော့ခမည်းကလေးအတွက်မှန်တယ်ထင်တာကိုလုပ်ခဲ့တာပဲကျုပ်လဲကျုပ်ကလေးအတွက်မှန်တာကိုလုပ်မယ်လို့ပြောပြီးပီယာတက်နေတဲ့ကျောင်းစီကိုဒေါသတကြီးနဲ့ထွက်ခွာသွားပါတော့တယ် Rush နဲ့မီတာတို့ကလည်းဒီအခြေအနေတွေပိုဆိုးကုန်မှဆိုလို့ Prakash ရဲ့နောက်ကနေအသေးအတန်အမိပြေးလိုက်ရပါတော့တယ် Prakash တယောက်ဒေါသတကြီးနဲ့ကျောင်းထဲကိုပြေးဝင်လာစင်မှာပဲကျောင်းဝစ်ဆောင်အစ်စ်လေးနဲ့အရန်လှပနေတဲ့ပီယာလေးနဲ့ထိတ်တိုက်တိုးပါတော့တယ် Prakash ဟာသူ့ရဲ့ဒေါသတွေကိုဘေးဖယ်ထားပြီးပီယာလေးကိုကြည့်ကသမီးလေးကဒီဝစ်ဆောင်နဲ့အရန်လှတာပဲလို့ယူရစွာပြောလိုက်ပါတယ်ပီယာကလည်း Prakash ကိုမြင်တော့ဝင်းသာအားရနဲ့ဦးမိုဟန်ရောမိုဟန်ဗမာလဲလို့ချစ်ဆွဲမိလိုက်ပါတယ်ဒီမိကုန်းက Prakash ရဲ့ရင်ကိုဓာတ်နဲ့မွန်းလိုက်တယ်လို့ပါပဲသူကမျက်ရည်တွေကိုထိန်းရင်းမိုဟန်လားမိုဟန်ကတော့သူနဲ့တကယ်ထိုက်တန်တဲ့နေရာမှာရှိပါတယ်သမီးလေးရဲ့လို့နာကျင်စွာပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Rush နဲ့မီတာတို့ကအမောတကောပြေးရောက်လာပါတယ် Prakash ကသူတို့ကိုစိုက်ကြည့်ပြီးခမည်းတော်လည်းခမည်းတော်နဲ့ထိုက်တန်တဲ့နေရာကိုရောက်သွားကြပြီပဲလို့ခက်အေးအေးပြောကလှည့်ရွှင်ရှာသူလိုစိုက်ကြည့်ပြီးကျွန်တော်ဘာလို့ခမည်းလို့မလုပ်နိုင်တာလဲသိလားသူများရဲ့ရပိုင်ခွင့်ကိုဘလို့လိန်လေယူရမလဲဆိုတာကျွန်တော်မသိလို့ပဲဗျဒီစကားက Rush ကိုလုံးဝအလဲထိုးလိုက်တယ်လို့ပါပဲ Prakash ထွက်သွားတဲ့အခါ Rush ဟာနောင်ရိုက်နဲ့အတူဘာကိုမှဂယုမဆိုင်တော့ပဲကျောင်းကြီးရုံးခန်းထဲကိုဇွတ်အတင်းဝင်သွားပါတော့တယ်ရုံးခန်းထဲမှာ Rush ကကျွန်တော်တို့ကဆင်းရဲသားအောင်ဆောင်ပြီးဒီကျောင်းကိုတက်ခဲ့တာပါအခုကျွန်တော်သမီးကိုကျောင်းထုတ်ပေးပါလို့ဝန်ခံတောင်းဆိုပါတယ်ဒါပေမဲ့ကျောင်းကြီးကအေးအေးဆေးဆေးပဲညင်းပယ်လိုက်ပါတယ်ရှင်းသမီးကိုကျောင်းထုတ်လိုက်လို့လဲဘာမှထူးမလာဘူးရှင်းသမီးနေရာမှာဆင်းရဲသားကလေးတစ်ယောက်ထပ်ထည့်လိုက်လို့လဲကျောင်းအတွက်ဘာမှအကျိုးမရှိဘူးလို့အမျက်အစွန်းကိုပဲကြည့်တဲ့စကားမျိုးနဲ့ပြောလိုက်ပါတယ်ကျောင်းကြီးရဲ့စကားကြောင့် Rush တစ်ယောက်ပိုလို့တောင်ဒေါသထွက်သွားပါတယ်ပညာရေးဆိုတာစီးပွားရေးလုပ်ငန်းတစ်ခုလိုဖြစ်နေတဲ့ပေါ့သူဘလို့မှလက်မခံနိုင်တော့ပဲခမည်းတော်လူတွေကြောင့်ပဲတကက်ကလေးတွေအခွင့်အရေးတွေဆုံးရှုံးနေတာလို့အော်ဟစ်ပြီးဒေါသတကြီးထွက်လာခဲ့ပါတယ်ကျောင်းနှစ်ပတ်လည်ပွဲမှာအစိုးရကျောင်းကကလေးတွေရဲ့ကပြဖျော်ပြမှုအပြီး Rush ဟာစင်ပေါ်တက်လာပါတယ်သူကကလေးတွေကိုချီးကျူးစကားပြောရင်ဒီကလေးတွေကအစိုးရကျောင်းကဖြစ်ပါတယ်လို့ပြောလိုက်တဲ့အခါတခါလုံးဟိုးဟိုးကြောင်စူညံနေတဲ့ပရိသတ်ကြီးဟာရုတ်တရက်တိတ်ဆိတ်သွားပါတယ် Rush ကဆက်ပြီးတော့တနာစရာကောင်းလိုက်တဲ့ကလေးတွေမင်းတို့သာအင်္ဂလိပ်ကျောင်းမှာတက်ခဲ့ရရင်အခုလိုပဲဩဘာပေးခံရမှာပါကျွန်တော်တို့မိဘတွေဟာသားသမီးကိုကိုယ့်သက်သားစီခြင်းလို့ဒီလိုကျောင်းမျိုးမှာထားခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ဟာသမီးအတွက်ဆိုပြီးခိုးခဲ့တယ်လိန်ခဲ့တယ်ဆင်းရဲသားအောင်ဆောင်ခဲ့တယ်နောက်ဆုံးမှာတော့တကယ်ဆင်းရဲသားကလေးတွေရဲ့ရပိုင်ခွင့်ဝေစုကိုခိုးယူပြီးကျောင်းအပ်ခဲ့တာပါလို့အားလုံးရှေ့မှာဝန်ခံလိုက်ပါတယ် Rush ကပရိသတ်ကိုစိုက်ကြည့်ရင်ဂုံဒရက်တွေမရှိပဲဘလို့ရှင်တန်ရမလဲဆိုတာဒီကျောင်းကတင်ပေးတာမဟုတ်ပါဘူးမိုဟန်ဆိုတဲ့ကလေးစီကတင်ယူခဲ့ရတာပါမိုဟန်ဒီကျောင်းမှာတက်ခွင့်မရတာဟာကျွန်တော်တို့လိုမိဘတွေကလိန်ညာဖို့လက်မတွန့်ကြသလိုဒီလိုကျောင်းအုပ်ကြီးမျိုးကလည်းစီးပွားရေးသမားတယောက်လိုသူတစ်ပါးအခွင့်အရေးကိုလိန်ညာယူဖို့ဝင်မလေးလို့ပါလို့ပြက်ပြက်သားသားပြောချလိုက်ပါတယ်ကျွန်တော်သမီးကိုဒီလိုလူတွေစီမှာပညာမသင်စေချင်တော့ဘူးဘယ်ကျောင်းမှာပဲဖြစ်ဖြစ်ဒီကျောင်းမှာတော့လုံးဝမထားတော့ဘူးလို့ပြောကစင်ပေါ်ကဆင်းလာခဲ့ပါတော့တယ်ဆင်းရောက်မှမီတာဟာမျက်ရည်ဝဲရင်သူ့ယောက်ျားအတွက်ဂုံယူစွာလက်ခုပ်တီးပေးနေပါတယ်နောက်ဆုံးမှာတော့သူတို့ဟာပီယာလေးကိုသူတို့လှူဒန်းထားတဲ့အစိုးရကျောင်းမှာပဲကြောက်အပ်လိုက်ပါတော့တယ် Rush ကသမီးကိုအစိုးရကျောင်းမှာထားရင်ငါလိုပဲဖြစ်လာမှာပေါ့လို့ပြောလိုက်တဲ့အခါမီတာကကျမကလည်းရှင့်လိုပဲဖြစ်စီချင်တာပါယုံကြည်မှုရှိရှိထထမြက်မြက်နဲ့သူတစ်ပါးရဲ့ရပိုင်ခွင့်အတွက်ပြောရဲဆိုရဲတဲ့သူမျိုးပေါ့လို့ပြုံးရင်ပြောပြီးဇလန်လေးအေဂျင့်စွာပြီးဆုံးသွားပါတော့တယ်ဇလန်လေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးပါအောင်ခင်ဗျာ